Atletico နိုင်တဲ့ပုံမှာဘယ်သူမှချိုးပြတ်ဖို့လွယ်မှာမဟုတ်တော့တဲ့ချန်ပီယံလိစံချိန်ကိုတင်လိုက်တဲ့အာဆင်နယ်အသင်းကလက်ရှိရာသီချန်ပီယံလိမှာအလွန်ကောင်းမွန်တဲ့ခြေတွေကိုရောက်ရှိနေပြီးဥရောပရဲ့ထိပ်တန်းဖလားအတွက်အဓိကဆင်ကိုသူဖြစ်နေသတ်မှတ်ခံနေရပါတယ်။လက်ရှိမှာသူတို့ဟာပြိုင်ပွဲရဲ့လိအဆင့်မှာကစားခဲ့တဲ့ပွဲစဉ်၃ပွဲစလုံးကိုအနိုင်ရရှိထားပြီးရမှတ်9မှတ်အပြည့်ကို PSG နဲ့အင်တာမီလန်တို့နဲ့အတူရှိထားပါတယ်။အထူးခြားဆုံးကတော့သူတို့ဟာဒီ၃ပွဲစလုံးမှာဂိုးလုံးဝမပေးရသေးပါဘူး။ဂိုးသမားဒေးဗစ်ရာယာကလည်းကလင်းရှိ၃ပွဲနဲ့အများဆုံးဆန်ချိန်ကိုပိုင်ဆိုင်ထားပါသေးတယ်။တိုက်စစ်ပိုင်းမှာလည်းစုစုပေါင်း၈ဂိုးသွင်းယူထားပြီးတော့ပြန်2.6 ခုဂိုးလုံးနဲ့ရှိနေတာကြောင့်ဒါဟန်ချက်ညီတဲ့ခြေစွမ်းတွေကိုပြသနေပါတယ်။ဒါပြင်အက်တလက်တီကိုမက်ဒရစ်တို့အသင်းနဲ့ပွဲမှာဂိုးသွင်းပေါပိတ်နေမှုကနေရုံးထွက်ပြီးတိုက်စစ်မှုဗီတာယိုကာရက်စ်အနေနဲ့ချန်ပီယံလိအသင်းကို2ဂိုးသွင်းယူနိုင်ခဲ့တဲ့ကအာဆင်နယ်တိုက်စစ်ရဲ့စွမ်းဆောင်ရည်ကိုတိုးတက်စေခဲ့ပါတယ်။ပြီးခဲ့တဲ့ညကအာဆင်နယ်အသင်းဟာအက်တလက်တီကိုမက်ဒရစ်ကို4-0နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာစပိန်ကလပ်အသင်းတွေကိုဇက်တာနိုင်ရရှိမှုတဲ့သမိုင်းဝင်စံချိန်အသစ်တစ်ခုကိုတင်နိုင်ခဲ့ပါတယ်။အာဆင်နယ်ဟာဒီလိုထူးခြားတဲ့အောင်မြင်မှုကိုရယူနိုင်တဲ့ပထမဦးဆုံးအသင်းဖြစ်တဲ့ချန်ပီယံလိသမိုင်းမှာမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီစံချိန်ရဲ့အတိတ်ပဲကတော့ဥရောပရဲ့ထိပ်တန်းလာလီဂါကအင်အားကြီးတွေကိုဇက်တိုင်အနိုင်ရခဲ့တဲ့အာဆင်နယ်ရဲ့ဥရောပဆွဲရင်တိုးတက်လာမှုကိုပြသလိုက်တာပါ။ဒီအောင်ပွဲရဲ့စံချိန်မှတ်တမ်းကို2023ခုနှစ်ကတည်းကစတင်ခဲ့ပြီးစုစုပေါင်း9ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ဟာဒီစံချိန်ကိုတင်နိုင်ဖို့အတွက်ဆေဗီလာမှာ2ကြိမ်၊ရီယယ်မက်ဒရစ်မှာ2ကြိမ်၊ဂျီရိုနာ2ကြိမ်၊အက်တလက်တစ်ဘီဘာအို2ကြိမ်နဲ့နောက်ဆုံးအနေနဲ့ယခုအတွက်တီဂိုမက်ဒရစ်2ကြိမ်တို့ကိုနိုင်ယူခဲ့ခြင်းဖြစ်ပါတယ်။ဒီစံချိန်ရအာဆင်နယ်နီးပြမီဂဲအာဒီတာရဲ့အသင်းဟာနီးပြပိုင်းစိတ်တဲ့ပိုင်းနဲ့ကစားပိုင်းဟာဘယ်လောက်ထိအောင်မှတိုးတက်လာပြီးလဲပြသနေပြီးသူတို့ရဲ့ချန်ပီယံလိဖလားဆင်ကုန်မှုတွေအခိုင်အမာတဲ့အခြေခံတစ်ခုကိုဖော်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။တကယ်တော့စပိန်လာလီဂါဟာဥရောပရဲ့ထိပ်တန်းလိများထဲမှာတစ်ခုဖြစ်ပြီးချန်ပီယံလိပြိုင်ပွဲမှာအစဲလာရအောင်မြင်မှုများစွာရရှိခဲ့တဲ့လိဖြစ်ပါတယ်။ဒီလိုအင်အားကြီးလိကအသင်းတွေကိုဇက်တိုက်နိုင်ရခဲ့ခြင်းကအာဆင်နယ်အသင်းရဲ့ဥရောပဆွဲရင်တိုးတက်လာမှုကိုသိသိသာသာနဲ့ပြသလိုက်တာဖြစ်ပါတယ်။ဒါပြင်အာဆင်နယ်ဟာချန်ပီယံလိသမိုင်းမှာစပိန်အသင်းတွေကို9ပွဲဇက်တိုက်နိုင်ရတဲ့ပထမဆုံးအသင်းဖြစ်လာခဲ့တာကကလပ်အတွက်ယုံကြည်မှုကိုအကြီးအကျယ်မြင့်တင်ပေးလိုက်ပါတယ်။ဒီလိုခိုင်မာတဲ့ခံစစ်ထိရောက်တဲ့တိုက်စစ်နဲ့ကောင်းမွန်တဲ့ရလဒ်တွေအတွက်အာဆင်နယ်ဟာရှုံးထွက်အဆင့်ကိုတန်းတောင့်တတနဲ့တက်ရောက်နိုင်ဖို့တေချာနေပြီးမြိုင်ဘက်ဒီကလည်းသူတို့ကိုရင်ဆိုင်ရဖို့လုံးဝစံတိုက်ရှိမှာမဟုတ်ပါဘူး